မီရဆိုမစော့တော့ဘူးလားဆိုပြီးတော့လာမင်းနေလို့ပေါ့နော်ကဲအဲ့လိုကြည့်ချင်တယ်လေစော့ပြမယ်ပေါ့နော်ပုံမှန်တိုင်းပဲအဲ့လိုပြတဲ့ချိန်မှာ aspire okay စီးတယ်အဲ့လိုချိန်မှာသူ့ကိုဝင်းရေးပြလိုက်ရပေါ့နော်တခြားတေးမေးရတယ်သူ့ကိုတောင်းပန်နေရပေါ့နော်အမှန်ဆိုတောင်းပန်စရာမလိုဘူးပေါ့ဘာဖြစ်ဆိုမီရဆိုကစောင့်ရင်ကျင်ပေါ့နော် ESP နဲ့ပူပေါင်းပြီးမှဆိုအေးစစ်စစ်2v5 ချလို့ရပါပေါ့နော်ဒီပွဲလေးကပုံမှန်တိုင်းပေါ့နော်မင်းတို့တင်ပေးထားလို့ပေါ့နော်မင်း ESP ကစော့တက်မယ်ဆိုရင်ပေါ့ဟိုဘက်ကတာဝါထဲမှာတော့หนีလို့မရဘူးပေါ့နော်လုံးဝပြည့်ဒီမှာတာဝါလေးလေးပါတင်ပြီးခံထားပြီးအဝင်ထွက်ပြီးပေါ့နော်တာဝါတင်ပြီးခွေမြလိုက်ပေါ့နော်အဲ့လိုဆိုမင်းရဲ့ ESP က level 4ရနေချိန်မှာဟိုဘက်ဆန် level 3လောက်ပဲရမှာပါအဲ့လိုချင်းထက်တာဝါလာထင်းရင်တော့အိမ်ပြန်ပို့ပေးလိုက်ပေါ့အဲ့ဆိုရင်မင်းတို့2မိနစ်မရှိဘဲနဲ့တာဝါရတော့မှာပေါ့နော်တာဝါရသွားတဲ့ကောင်းကျိုးကတော့လက်ရတယ်မင်းတို့ဟာပေါ့နော်အဲ့လိုဆိုမင်းတို့ဟိုက်ပါလေးတာသွားမှာပေါ့နော်ဒီမှာပေါ့ဟိုဘက်ကကောင်နေလဲငါတို့ရဲ့ကိုးတင်ကို share တော့ဖြစ်ရပြီပေါ့ဒါပေမဲ့သူတို့ရဲ့ဆန်စုံမရတော့ဘာဖြစ်ဆိုငါတို့ ESP က level 6 5 level 4အဲ့လိုချင်းမှာဟိုဘက်ဟိုက်ပါတော့ level 5ငါတို့ run တော့ level 5กว่าကြည့်လိုက်ဘလို့စုံမရအောင်ဘတူးမှလာလို့မရတော့ငါတို့2ယောက်ရှိတဲ့နေရာဘတူးမှလာလို့မရအောင်3កောင်လာတယ်တီးလို့ရ4កောင်လာတယ်တီးလို့ရပါတော့အဲ့လောက်ထိကိုတောင်းကျင်းပြီပေါ့နော်ဒါနဲ့ဆိုကြည့်လိုက်4မိနစ်ထင်တဲ့တာဝန်နဲ့တန်းကျိုးတော့ကြည့်လိုက်ဟိုဘက် ESP ကစုံမရတော့ကျန်တဲ့ကောင်သူ့ကိုလာကူရတဲ့သူ့နဲ့အတူအိမ်ပြင်ရမှာပေါ့နော်ကဲဒီပွဲလေးကဒီတော့ဆို4မိနစ်တဲ့ဟိုဘက်တာဝန်နာရောက်ပြီဆိုရင်ဒီပွဲကဘလို့တော့ရှုံးပါလေငါတင်မိဘာလို့တဲ့သူတို့ကပြောပပနေနေတယ်မရှိငါနဲ့ဒီ ESP ပဲပြီးတော့မီရဆိုစွန့်ရင်တော့မင်းစီးထုတ်ခံရဖို့ရခဲ့လို့မရဘူးပေါ့နော်PV ရလို့cycle လို့စော့ကြည့်လိုက်ပေါ့နော်ကျန်းပေါ့နော်ငါလည်းစော့နေရပေါ့နော် cycle လို့ PV ရလို့ပေါ့နော်ဒီဘာရှိမှမင်းတဲမင်းဆိုစော့ရင်ကကျန်းနေပြီနော်ပါဆုံးဖြစ်ပြီပေါ့တဲမင်းဆိုပဲစော့အဲ့လိုဆို star တရားလောက်အမင်းတွေ့ထမင်းစားရည်တော့ဖြစ်သွားနေပြီပေါ့နော်ကဲဒီတော့ဆိုပါတော့မီရကိုဇုံပြီးမှကျန်းအောင်ဘယ်လိုစော့ရမလဲဆိုနားလေတော့လောက်ပြီးထင်တာပေါ့နော်အဲ့ဟာတော့မှစီစဉ်အစားရဲ့ star တရားကြိုးပွဲပေါ့နော် CCS ဆိုမှဆို star 300ကြိုးပွဲပြောရမယ်ပေါ့နော်